ကျွန်တော်တို့အဲ့ဒီညကအိမ်ပြန်လန်းကိုဘာလို့တောလန်းကနေရွေးမိခဲ့လဲဆိုတာအခုဒီနောင်တရနေတော့ပဲအဲ့ဒီတောအုပ်လေးကရွာအဝင်မှာရှိပြီးလူသူပြက်လာတဲ့နေရာတစ်ခုပါအဲ့ဒီနေ့ကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းဇိုးဇော်တို့နေရမြို့ကအပြန်စပင်းကိုစီနဲ့ရွာကိုပြန်လာကြတာပါအချိန်ကညနေ6နာရီခွဲကျော်ပြီးကောင်းကင်ကမှန်ဟိတ်ထမ်းနေပြီးတောအုပ်ထဲကလေကတိုးဝင်လာတာအေးစိမ့်လိုနေတယ်ဟေ့ကောင်မြန်မြန်နင်းကွာဒီလန်းကတယောက်တည်းဆိုရင်တော်တော်ခြောက်ချားဖို့ကောင်းတာလို့စောစောကလှမ်းပြောတယ်ကျွန်တော်တို့နေအောင်စပိန်ကိုအားကုန်နင်းနေရတာပေါ့တောလန်းရဲ့တပတ်လောက်ရောက်တော့ဘေးပပတ်လေကတစ်ပင်ကြီးတွေကကျွန်တော်တို့ကိုငုံကြည့်နေတယ်လို့ပဲရုတ်တရက်ခြုံပုတ်တွေထဲကနေရှဲဆိုတဲ့အတန်တစ်ခုကြားလိုက်ရတယ်တောကောင်တကောင်ကောင်ပြေးသွားတဲ့အတန်မျိုးမဟုတ်ပဲလူတစ်ယောက်ကခြုံတွေကိုတိုးဝိပြီးလိုက်လာတဲ့အတန်မျိုးဗျစောမင်းကြားလားလို့ကျွန်တော်မေးလိုက်တော့စောကမျက်နှာပြက်ပြက်နဲ့ခေါင်းငိမ်ပြတယ်ကျွန်တော်တို့စပိန်ကိုပုံမြင်နှိမ့်ကြတယ်ဒါပေမဲ့အဲ့ဒီရထံကကျွန်တော်တို့အနောက်ကနေကက်လီရဲ့ပါလာနေတော့ပဲယူဒီရဲ့စပိန်ရှစ်မီးရောက်နေမှာလူတယောက်ရဲ့အရေးကိုမြင်လိုက်ရတယ်လမ်းလေကောင်းမှာကြောပေးပြီးရောက်နေတာကျွန်တော်တို့နေရာလုံးဘရိတ်ကိုအတင်းအုပ်လိုက်ရတယ်ဘာလို့လဲဗျာလမ်းလေကောင်းမှာဘာလုပ်နေတာလဲလူစောကအော်မေးတယ်အဲ့ဒီလူကဘာမှပြန်မပြောဘူးသူကအဝတ်အစားတွေကစောက်ပြတ်နေပြီးကိုလုံးကပြင်းလိမ့်နေတာပဲကျွန်တော်တို့စီကိုဖြည်းဖြည်းချင်းလက်ကြည့်လာတယ်သူ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာကျွန်တော်တို့နှစ်ယောက်လုံးသွေးပြတ်ထွက်ကြတယ်မျက်လုံးနေရာမှာဘာမှမရှိဘူးဟောက်ပါကြီးဗျာပါဇက်ကလည်းနားရွက်အထိပြဲနေပြီးအသားတွေကပုတ်အပ်နေတာပြေးတော့စောလို့စောကအော်ပြောပြီးစပိန်ကိုလှည့်ပြီးအတင်းနင်းတော့တာပဲကျွန်တော်လည်းစပိန်ပေါ်ခုန်တက်ပြီးအသက်လူပြီးနင်းခဲ့ရတယ်အနောက်ကိုလှည့်ကြည့်လိုက်တော့အဲ့ဒီသရဲကလေးဘက်ထောက်ပြီးကျွန်တော်တို့အနောက်ကိုအရှင်ဟုန်နဲ့လိုက်လာနေတာဗျာသူ့ရဲ့ခြေတန်းကသူ့ရွက်6တွေပေါ်မှာတစ်ဖြတ်နဲ့မြည်နေတာကျွန်တော်နားထဲမှာတင်ရှိနေတယ်လို့ပဲမရနဲ့လုံးဝလဲမကြည့်နဲ့လို့ကျွန်တော်အော်ပြောရင်းအားကုန်နင်းခဲ့ရတယ်ရွာဦးဖုန်ကြီးကျောင်းရဲ့အလင်းဟောင်းကိုမြင်လိုက်တော့မှကျွန်တော်တို့နည်းနည်းစိတ်အေးသွားတယ်ရွာအဝင်းကိုရောက်တော့အနောက်ကလိုက်လာတဲ့အသံတွေကရုတ်တရက်တိတ်ဆိတ်သွားတယ်ကျွန်တော်တို့နှစ်ယောက်လုံးရွာထဲရောက်တော့မှစပင်းကိုပစ်ချပြီးမြေကြီးပေါ်မှာထိုင်ချလိုက်မိတယ်တကိုယ်လုံးလဲချွေးတွေနဲ့ရွဲလို့နောက်ပိုင်းမှာရွာကလူကြီးတွေပြောပြတာကအဲ့ဒီတိုးလမ်းမှာဟိုတုန်းကလန်တပိုက်တိုက်ခံရတဲ့အသက်ခံတဲ့ခရီးစဉ်တယောက်ရှိခဲ့ဘူးတဲ့အဲ့ဒီလူကအခုထိလမ်းသွားလမ်းလာတွေကိုလိုက်ချောင်နေတုံးလို့ဆိုကြတယ်အခုထိလည်းကျွန်တော်တို့နှစ်ယောက်ဟာအဲ့ဒီတောလန်းကိုညဘက်ဆိုရင်ဘယ်တော့မှမသွားရဲကြတော့ဘူးညဘက်တောလန်းမှာစပိန်စီးရင်လည်းအနောက်ကနေရှဲဆိုတဲ့အတန်ကြားရရင်လုံးဝလှည့်မကြည့်ပါနဲ့